င်းကြောင့်ပဲအမြဲတမ်းစဉ်းစားမိနေတယ်မေရအငွေသလေးအမြဲတမ်းလမ်းစွနေတယ်မျောလင်းတဲ့ပေးပြီးတော့ချီနှောင်တဲ့ရှည်လျားတဲ့ကြိုးတွေနဲ့အဆုံးတရားချိန်ကြတော့ဒုနှစ်ယောက်လုံးဝမဖြစ်နိုင်ဘူးတဲ့အိမ်မဖဲဒါရီကိုအိမ်မဖဲအိမ်ပြန်နေရတဲ့ရင်းနဲ့တန်တရားဝဲကြီးအစီနဲ့တိတ်တဆိတ်ပြေးထွက်လိုက်တဲ့နေအိုးရင်ချိန်တွေပုံပြလို့ပဲအချိန်ကြီးအမေးအမီရဲ့အခုတော့ဘာမှမဟုတ်တယ်လို့ပဲဝင်ကပါတဲ့ပိမီစေပါချေမရှိတဲ့ဗဟေလီများအတွေ့အကြုံမှာရှုံးချက်ခံနေတယ်အစိုးတတော်ရလည်းကရှုံးမယ်ရခဲ့တွေ့တဲ့မင်းကြောင့်ပဲအမြဲတမ်းစဉ်းစားမိနေတယ်အမေရဲ့အငွေသလေးအမြဲတမ်းလမ်းစွနေတယ်မျောလင်းတဲ့ပေးပြီးတော့ချီနှောင်တဲ့ရှည်လျားတဲ့ကြိုးတွေနဲ့အဆုံးတရားချိန်ကြတော့ဒုနှစ်ယောက်လုံးဝမဖြစ်နိုင်ဘူးတဲ့အိမ်မဖဲဒါရီကိုအိမ်မဖဲအိမ်ပြန်နေရတဲ့ရင်းနဲ့တန်တရားဝဲကြီးအစီနဲ့တိတ်တဆိတ်ပြေးထွက်လိုက်တဲ့နေအိုးရင်ချိန်တွေပုံပြလို့ပဲအချိန်ကြီးအမေးအမီရဲ့အခုတော့ဘာမှမဟုတ်တယ်လို့ပဲဝင်ကပါတဲ့ပိမီစေပါချေမရှိတဲ့ဗဟေလီများအတွေ့အကြုံမှာရှုံးချက်ခံနေတယ်အစိုးတတော်ရလည်းကရှုံးမယ်ရခဲ့အိမ်ပြန်နေရတဲ့ရင်းနဲ့တန်တရားဝဲကြီးအစီနဲ့တိတ်တဆိတ်ပြေးထွက်လိုက်တဲ့နေအိုးရင်ချိန်တွေပုံပြလို့ပဲအချိန်ကြီးအမေးအမီရဲ့အခုတော့ဘာမှမဟုတ်တယ်လို့ပဲဝင်ကပါတဲ့ပိမီစေပါချေမရှိတဲ့ဗဟေလီများအတွေ့အကြုံမှာရှုံးချက်ခံနေတယ်အစိုးတတော်ရလည်းကရှုံးမယ်ရခဲ့အတွေ့တဲ့မင်းကြောင့်ပဲအမြဲတမ်းစဉ်းစားမိနေတယ်အမေရဲ့အငွေသလေးအမြဲတမ်းလမ်းစွနေတယ်